2ရက်လောက်ပဲရောက်ဖူးတဲ့တာဇန်တွေမဖြတ်တမ်းမှုတဲ့လေဆာနိုက်ကလပ်ဗီယက်နမ်နိုင်ငံကနိုက်ကလပ်တစ်ခုမှဖျော်ပြနေတဲ့ဒီလေဆာကပြကွက်ဟာကြည့်ရတာတကယ်ကိုမိုက်ပါတယ်ကားကြည်တွေဟာလေဆာတန်းကိုကင်တွယ်ထိန်းချုပ်နေသလိုလူတို့လိုကွေးညွတ်ပြောင်းလဲနေသလိုမျိုးခံစားရစေတာမို့တကယ်ကိုအနာဂတ်ဆန်လာပါတယ်မြန်မာနိုင်ငံမှာရှိတဲ့နိုက်ကလပ်တွေထက်အလွန်အဆင့်မြင့်ပါတယ်တကယ်တော့ကားကြည်တွေဟာလက်ထဲမှာစွမ်းအားမြင့်လေဆာပိုင်တာနှစ်ခုကိုကင်ထားတာပါကျိုတင်သတ်မှတ်ထားတဲ့လေဆာလမ်းကြောင်းတွေနဲ့အညီသူတို့ရဲ့လှုပ်ရှားမှုတွေကိုတိတိကျကျပေါင်းစပ်ပြီးလေဆာတန်းတွေကိုဆွဲယူတာလူတို့လိုညွှန်ကြားပြသတာမျိုးဖြစ်အောင်ဖန်တီးထားတာပဲဖြစ်ပါတယ်လေဆာတန်းတွေဟာစက်ကနေအလိုလျောက်ထွက်ပေါ်လာတာဖြစ်ပြီးကားကြည်တွေကတော့အဲ့ဒီလမ်းကြောင်းအတိုင်းအချိန်ကိုက်လိုက်ကြရုံပါပဲဒီကပြကွက်ဟာဘာကြောင့်ဒီလောက်အထိအပြစ်မှတကယ်ဖြစ်နေသလိုထင်ရတာလဲဆိုရင်တော့လေဆာတန်းတွေရဲ့ပြတ်သားတဲ့အလင်းတန်းတွေအပြင်မိခိုးငွေ့တွေနဲ့အလင်းရောင်မှိတ်အနေထားကလေဆာရဲ့ 3D ပုံရိပ်ကိုပုံမထင်ရှားစေလို့ပါဒါအပြင်ကားကြည်တဲ့ရဲ့မြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့ပရိသတ်ကြားကအကွာဝေးကြောင်အမှားရဲ့အနေငယ်ရှိရင်တော့သတိမထားမိနိုင်ပဲတကယ်ကိုစမ်းကြယ်လှပတဲ့လေဆာကားပြကွက်တစ်ခုဖြစ်မြင်တွေ့ရတာဖြစ်ပါတယ်ရှင်